ကောင်းဆုံးနေဘာလို့အကောင်းဆုံးနေလို့ပြောရတာလဲဆိုတော့အကျိုးအရှိဆုံးနေဖြစ်လို့အဲ့ဒီနေလေးကအဲ့ဒီနေကအလိုနေတဲ့နေလဲဆိုတော့တတိနဲ့နေတဲ့နေဘုန်းကြီးတို့ဘဝမှာဣရွှေပေါင်းတင်နေတယ်မိသားစုနဲ့နေတယ်စီဝါရေးလုံရင်းနေတယ်ဘာနဲ့နေတယ်ညာနဲ့နေတယ်လို့ပြောတဲ့အခါမှာကိုတယောက်တည်းနေတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ကိုဘေးမှာဘယ်သူရှိသေးတယ်ဘယ်သူနဲ့နေတယ်ဘာနဲ့နေတယ်လို့ဘာနဲ့နေတယ်ဆိုတဲ့သဘောလေးပြောကြတာရှိနော်တချို့ဆိုရင်ပြောကြတာတောင်ရှိတယ်တို့ကဂုံနဲ့ဒရက်နဲ့နေတာရွှေနဲ့ငွေနဲ့နေတာဟုတ်လားအခုဘုန်းကြီးပြောနေတာကဘာနဲ့နေတဲ့နေတော့တတိနဲ့နေတဲ့နေအဲ့ဒီတတိနဲ့နေတဲ့နေဟာမြတ်စွာဘုရားဖော်ထုတ်ခဲ့တဲ့တခုတည်းသောအကျိုးအရှိဆုံးနေပဲမြတ်စွာဘုရားသာမဖော်ထုတ်ခဲ့ဘူးဆိုရင်အဲ့ဒီလောက်အကျိုးရလတ်ကြီးမားတဲ့နေမျိုးကိုဘုန်းကြီးတို့သိခွင့်ရမှာမဟုတ်ဘူးတော့တတိဆိုတာဘာလဲတတိဆိုတာအောက်မေ့တဲ့သဘောအမှတ်ရတဲ့သဘောဒီနေရာမှာဘာကိုအောက်မေ့တာတုံးဘာကိုအမှတ်ရတာတုံးဆိုတော့ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝကိုအောက်မေ့အမှတ်ရလုပ်ငန်းစဉ်လေးနဲ့တွဲပြီးတော့ပြောမှပို့ပြီးတော့နားရှင်းပေါ့နော်ဆိုရပါစို့ဝင်လေထွက်လေဟာမပြတ်ဝင်ထွက်နေတယ်အဲ့ဒါကိုကိုကဝင်မှန်းသိနေတယ်ထွက်မှန်းသိနေဝင်လေထွက်လေရဲ့အပေါ်မှာတတိရှိနေတယ်အဲ့ဒါကိုတတိနဲ့နေတယ်လို့ပြောအဲ့ဒါမြတ်စွာဘုရားကတတိနဲ့နေတဲ့နည်းကိုသင်ကြားပေးတဲ့အခါမှာအဲ့ဒီဝင်လေထွက်လေရဲ့အပေါ်မှာဝင်တိုင်းထွက်တိုင်းသိနေဖို့သင်ကြားပေးတာကနေစတတောဝအတ္တတတိတတောဝပတ္တတတိတတိရှိလျက်ဝင်သက်ကိုဝင်စေအံ့တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့ဆိုလိုတာကမသိလိုက်ဘဲနဲ့လေဝင်သွားတာလေထွက်သွားတာမျိုးမရှိစေရဘူးဆိုတဲ့ခံယူချက်နဲ့လေဝင်သွားတာကိုသိနေတယ်လေထွက်သွားတာကိုလည်းသိနေတယ်ကိုယ့်ရဲ့အသိစိတ်ဟာတခြားနေရာတခြားကိစ္စတခြားအတွေးတွေနဲ့ရှိနေတာမဟုတ်ဘူးဒီဝင်လေထွက်လေပေါ်မှာပဲရှိနေတယ်အဲ့ဒါပါလေဝင်လေထွက်လေပေါ်မှာသတိထားဒါသတိနဲ့နေဘာသတိလဲလို့မေးရင်ကာယကတာတတိတနည်းအားဖြင့်ကာယ ानु ပဒနာတတိပဋ္ဌာန်အဲ့ဒါဘုန်းကြီးတို့သွားမယ်ရက်မယ်ထိုင်မယ်လျောင်းမယ်ပုံစံတစ်မျိုးမျိုးနဲ့ဘဝမှာရှင်သန်ရအဲ့ဒီကိုနေနေတဲ့ဖြစ်နေတဲ့ပုံစံရဲ့အပေါ်မှာလည်းသတိထားရအဲ့ဒါကိုဣရိယာပထပပကိုယ့်ရဲ့ဣရိယာပုဒ်ရဲ့အပေါ်မှာသတိထားပြီးတော့နေတဲ့နေဒါလည်းမြတ်စွာဘုရားသင်ပေးထိုင်နေတဲ့ပုံမှာသတိရှိရသွားနေတဲ့ဆိုရင်လည်းသွားနေတဲ့ဖြစ်ရအပေါ်မှာသိနေရက်နေရင်လည်းသိနေလျောင်းဆက်နေရင်လည်းသိနေဒါတနည်းနော်နောက်တမ္ပဇင်ညပပဆိုပြီးတော့အသေးစိတ်အမူအရာလေးတွေရှစ်တဲ့နောက်ဆုတ်တယ်ငုံတယ်မော့တယ်ကိုွေးတယ်ဆန်တယ်စားတယ်တောက်တယ်ချင်းကြီးချင်းငယ်ဆွန်းတယ်အဝတ်စားတွေကိုဝတ်ဆင်တယ်အိတ်တယ်နိုးတယ်ပြောတယ်တိတ်တိတ်နေတယ်အစရှိတဲ့အသေးစိတ်အမူအရာလေးတွေကိုလည်းမြတ်စွာဘုရားကအဲ့ဒီဖြစ်စဉ်ရဲ့အပေါ်မှာတတိကလေးရှိရပို့ပြီးတော့ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင်ဒါလေးဖြစ်နေတယ်လို့သိနေတယ်ဒီဖြစ်ရဲ့အပေါ်မှာအသိရှိနေတယ်အဲ့ဒါကိုဘုန်းကြီးတို့ကာယ ानु ပဒနာတတိပဋ္ဌာန်တနည်းအားဖြင့်ရုပ်ကာယရဲ့အပေါ်မှာတတိလေးထားနေတယ်ဒါကိုတတိနဲ့နေတယ်ဆိုတာအဲ့ဒါကိုပြောနောက်ပြီးတော့ဘုန်းကြီးတို့ရဲ့ဒီရုပ်အစုအဝေးကြီးဟာဘလို့ဖြစ်ပေါ်နေတယ်လဲဘလို့တိဆောက်ထားတယ်လဲအမှန်ကန်သိအယိုးကိုအမာကန်နေရာမှာစိုက်ဆောက်ထားတယ်ဒီခန္ဓာကိုယ်ကြီးရဲ့အတွင်းပိုင်းမှာအယိုးကြီးဟာအမာကန်သဘောအနေနဲ့ဖြစ်နေတယ်ရှိနေတယ်လို့အသိရှိတယ်တမင်သိမှရနော်ဒီဥစ္စာဟုတ်လားအကျော်မျိုးစုံဖွဲ့ရှက်ထားတယ်လို့သိတယ်